အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ဒီနောက်တူကက်လေးဖောက်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့လည်းမတွေ့ရကြဘူးပေါ့နော်ကဲဖောက်ကြမယ်ကျွန်တော်ညမလေးတစ်ထုပ်ကဲဒီကက်လေးရတယ်ဒီအိုးနောက်တူကက်လေးရတယ်တူပဲနိုင်ညီမလေးပြီးပါဗျကဲနောက်တူကက်လေးရတယ်ဒါလေးကမီနာတိုပေါ့ဒါကလည်းနောက်ကျွန်တော်တချို့ဟာတွေတော့သိမသိတော့မကြည့်ရကြလို့ဒါလေးကဗာလေးလဲတော့ကျွန်တော်လည်းမမှတ်မိတော့ဒါတော့ကာပါမမီလေးဒါ rock lee ကျွန်တော်ကြိုက်တယ် rock lee ဟိုအနက်လေးဟာဘူရူတို့ကတော့မစိုးပါဘူးဒါကျွန်တော်ညမလေးကလေးပါအားလေးကိုပြပြရမယ်ကျွန်တော်ညမလေးရထားတဲ့ကလေးပေါ့နော်ချိုကြီးလေးရထားတယ်ပြီးတော့ဒီကက်လေးကတော့ဗာလေးလဲတော့မသိကျွန်တော်မကြည့်ရတော့ကြာပြီဗျကြည့်ရဆာကူရာထင်တယ်ဆာကူရာဖြစ်ပုံများတယ်ပေါ့နော်နောက်တော့ဂျီရာယာအင်ကြီးပုံစံမျိုးပေါ့နော်ဟုတ်ပြီနောက်တော့မွေးတယ်နော်အနက်လေးရတော်တော်မွေးတယ်ဗျဟုတ်တယ်ပြီးတော့ဒီမှာခခရှိတကယ်ရခခရှိမိုက်တယ်ဗျခါတာဒါခါတာပေါ့နော်ဒါကနောက်တော့မဒါကနောက်တော့ခံနေစဖြစ်ပုံစံမျိုးတဲ့စဖြစ်တော့ဟာဒါရခီပါကြီးဗျမိုက်တယ်ခီပါကျွန်တော်တထုပ်ခောက်ထားသေးရပေါ့နော်ဒီမှာခခရှိဒါလေးကဂါရာလေးပေါ့နော်ဒါလေးကလည်းဂါရာပဲဗျဒါကတော့ဒါဘဒူရှိခမာရုကျွန်တော်မေ့နေတာဒါတော့ Orochimaru ပေါ့နော်သူကမိုက်ပါတယ် Orochimaru fine ပါတယ်နေကြီးကယောက်ျားလေးပေါ့နော်ဒါကတော့သူကအန်ကိုမေ့အောင်မေ့နေအန်ကိုဒါကတော့ဟီနာတာဟာလာဟီနာတာထဲတယ်ဒါဟီနာတာပေါ့နော်တော်တော်မိုက်တယ်ဗျဒီကက်လေးကကျွန်တော်စီမှာဒီ3ထုတ်ဖောက်တာပေါ့နော်ခု3ထုတ်ဖောက်တာဒီကက်တကက်ပဲပါသေးရပေါ့နော်သူရေးထားတာတော့ CP ရဲ့တချို့ကလေးတွေကတော့ R တို့ပေါ့နော်တချို့ကလေးတွေကတော့မိုက်ပါတယ်ကျွန်တော်အကြိုက်ဆုံးကက်ကတော့ဒီကက်လေးပေါ့နော်ဒီကက်လေးတော်တော်မိုက်တယ်ဗျတော်တော်မိုက်တယ်ကက်တွေလည်းအနက်လေးလည်းတော်တော်မွေးတယ်ဟုတ်တယ်ကက်လေးလည်းမဖောက်တာကြတော့လေကက်တွေဖောက်ရင်တော်တော်ပြော့လာပါတယ်ကျွန်တော်လည်းမတွေ့ရကြဘူးပေါ့နော်ဒီမှာ rock lee လေးညီမလေးအကြိုက်ဆုံးကက်လေးကပါလေးလေပြောပြပါနောက်ဝဲတူနကနောက်တို့ကြိုက်တာမလေးဒါလေးဆာကူရာမင်းကလေးလေးကြိုက်လားကလေးလေးကြိုက်တယ်နောက်ဝဲလူလည်းကြိုက်တယ်မင်းကလေးနောက်တစ်ခါကြိုက်တယ်မင်းကလေးလှလှလေးကလေးကိုရှာပြမယ်ဒါမင်းကလေးမင်းရောနောက်ထပ်မင်းကလေးတစ်ခါမင်းကလေးကလည်းမလုံးလည်းမပါဘူးမင်းကလေးကလည်းလုံးမပါတာမဟုတ်ဘူးသူရဲ့မျက်လုံးကအဖြူရောင်လေးဖြစ်နေတာအဖက်လေးမပါဘူးပေါ့အဲ့လိုပြောOrochimaruကယောက်ျားလေးနော်တချို့လူတွေမကွဲမှာဆိုလို့ယောက်ျားလေးကျွန်တော်မကြိုက်ဆုံးအကောက်ကိုပြောပါဆိုရင်တော့ဘူလူတော်တော်မကြိုက်ပါဘူးမမိုက်လို့ဒီမှာလေးကဲကျွန်တော်တို့ဒီနေ့ vlog လေးကတော့ဒီတော့ပါပဲအားလုံးပဲနောက်မှပြန်တွေ့ကြမယ်ဘိုင်ဘိုင်